ခေါင်းစဉ်ကတော့ how to solve quadratic equations ပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအထက်တန်းအဆင့်ကျောင်းသားကျောင်းသူတွေအတွက်ရည်ရွယ်တာပါသူတို့အရွယ်တွေကြီးမှပဲဒီမှာပြောထားတဲ့ဟာတွေနဲ့သင်ပြောင်းမှာဖြစ်ပါတယ်အဲ့တော့အရွယ်လေးခွဲပြီးတော့ကြတော့ကြည့်ပေးကြပါ Okay အဲ့ဆိုရင် teacher တို့သင်ခန်းစာဘက်ကိုဆက်ရအောင် how to solve quadratic equation ဆိုတော့ teacher တို့က quadratic equation ဆိုတာဘာလဲလို့အရင်သိရမှာ quadratic equation ဆိုတာတော်တော်များသိပြီးသားနှစ်ထပ်ကိန်းပါတယ်ညီမချင်းနေ Okay အဲ့တော့ teacher ကဒီမှာ form လေးရေးပြထားတယ် general ဆိုလို့ရှိရင် ax square plus bx plus c လို့ပြောတဲ့ဟာက quadratic equation လို့ပြောလို့ရတာပေါ့သူ့မှာ x square ကြီးပါနေတာဟုတ်အဲ့တော့ဟာဒီ form တစ်ခုပဲလား teacher ဆိုမဟုတ်ဘူးတခြား form တွေရှိသေးတယ်အဲ့ထဲမှာ teacher ကအသုံးများတဲ့ form တွေကိုဒီမှာပြပေးမယ်အဲ့တော့ number 1ကတော့ခုနကပြပြီးသား ax square plus bx plus c အဲ့ဒါပါပဲ standard form လို့ခေါ်ပါတယ်သူ့ကိုအဲ့တော့ teacher ဒီမှာပါတဲ့ a တွေ b တွေ c တွေကဘာတွေလဲအဲ့ဒါက teacher တို့သိပြီးသား number တွေ known numbers ဒါမှမဟုတ် known value လို့ teacher တို့ပြောလို့ရတယ်ဒီမှာက teacher တို့က general ကြအောင်လို့ a b c နဲ့ပြောထားပေမဲ့တကယ်လာရင်ကြတော့ 2x square plus 3x plus 6ဒီလိုမျိုးတွေလာမှာဖြစ်တဲ့အတွက်ကိုယ်တွေသိပြီးသား number တွေလာမှာအဲ့တော့ positive ပဲလားမဟုတ်ဘူး negative a teacher လေးဖြစ်နိုင်တာပဲ any number ကြိုက်တဲ့ known numbers တွေလာတာအဲ့ဒါ a b c ပါအဲ့တော့ချက်ဒီမှာရေးပေးထားတယ် a b c ဆိုတာ known numbers တွေအဲ့တော့ okay ဒီချက်နောက်မှာတစ်ချက်ရေးထားတယ် a not equal to 0တဲ့အဲ့တော့ဘာလို့ a not equal to 0လို့ဒီချက်ရေးထားဖြစ်မလဲတကယ်လို့ teacher တို့က a ကသာ0ဖြစ်နေမယ်ဆိုရင်ဒီမှာကြည့်မယ်0 into a square ဆိုတော့0ပဲဖြစ်မသွားဘူးလားအဲ့တော့ရှေ့က terms တစ်ခုလုံးပျောက်သွားမယ်နောက်က bx plus c ပဲကျန်မယ်အဲ့ဒါဆိုရင် square မပါမှတော့ဒါ quadratic equation မဟုတ်တော့ဘူး linear equation ဖြစ်သွားပြီအဲ့ဒီအတွက် a က0နဲ့ညီလို့လုံးဝမရပါဘူးဒီနေရာမှာ teacher ကတခုပြောချင်တာကကလေးတွေကဆရာမက a not equal to 0ဆို a not equal to 0အသိမှတ်တယ် teacher ဒါမျိုးမကြိုက်ဘူးဘာလို့0မဟုတ်တာလဲ0နဲ့ညီလိုက်ရင်ဘာဖြစ်သွားမှာလဲအဲ့လိုဆက်ပြီးကိုယ့်အကိုစဉ်းစားတတ်မှာကြီးလာရင်ပို့ပြီးတော့ကိုယ့်ရဲ့ thinking skill ကမြင့်လာမှာအဲ့တော့ teacher တွေပြောတဲ့အတိုင်းပဲအမြဲမှတ်နေရမဟုတ်သေးဘူးဘာလို့လဲဆိုတာပြန်ပြီးမေးခွန်းထုတ်တတ်ရမယ်မေးခွန်းမေးဖို့တွေကိုမကြောက်ပါဘူးဆရာမတွေကလည်းအမြဲတမ်း welcome လုပ်နေမှာဒါဆရာမတွေရဲ့ဘယ်လိုပြောမလဲ knowledge ကိုလည်းပို့ပြီးတော့ expand လုပ်ပြီးသားဖြစ်နေမှာပါအဲ့တော့じゃမေးခွန်းမေးဖို့မကြောက်ပါနဲ့ကိုယ့်ဆရာမတွေကိုပြန်မေးကြပါလို့ teacher ကအကြံပြုခြင်းနဲ့အဲ့တော့ a တွေ b တွေ c တွေပြောပြီးပြီဆိုတော့ teacher တို့နောက်ထပ်ကျန်တာ x ဆိုတာက unknown variable teacher တို့သိပြီးသား x ရဲ့အကြောင်းလေးကို variable လို့အများစုပြောကြတယ်အဲ့ဒါကဘာလဲဆိုတော့ teacher တို့မသိတဲ့ကောင် unknown variable ဆိုထားလိုက်တာအဲ့တော့ teacher တို့က solve the equation လို့ပြောပြီးဆိုတာနဲ့ solve လို့ပြောပြီးဆိုမသိကိန်းကိုရှာအဲ့ဒါဆိုသိလိုက်ပြန်ပြီးတော့ x ကိုရှာဒါ teacher တို့သိရမယ်ဟာ okay standard form ပြီးရင် teacher တို့ဆက်သွားမယ်ဒုတိယတစ်ခုအခုအသုံးအရမ်းများနေတဲ့ form Vardas form Vardas form ဒါလေးနဲ့ပေါ်ပြတယ်ဒီဘေးကဟာလေး a into x minus h the whole square plus k ဒါနဲ့ပြပြီဆိုတော့ဒီချက်ရေးဒီမှာပါတဲ့ h တွေ k တွေရရောဘာလဲအဲ့ဟာတွေက Vardas ရဲ့ point တွေပါဒီက h ဆိုတာလေးက x coordinate of Vardas ဖြစ်ပြီး k ဆိုတာလေးက y coordinate of Vardas ဖြစ်ပါတယ်ပြောရရင်တော့နာမည်အတိုင်းပဲ Vardas form ဆိုတာ Vardas ကို equation ကြည့်ရတယ်သိပြီးသားမလို့ခေါ်တာအဲ့ဒီအတူပဲနောက်ထပ် form တစ်ခု intercept form အဲ့မှာပါတဲ့ p နဲ့ q သူတို့ကြတော့လေနာမည်အတိုင်းပဲဒါ x intercept တွေကိုပြောထားတာအဲ့ဒါကြောင့်လေ intercept form လို့ပြောတာအဲ့တော့ teacher တို့ကအရင်တုန်းကတော့ teacher တို့မြန်မာ curriculum မှာဆိုလို့ရှိရင်ဒီပေါ်က standard form တွေပဲသုံးတာများတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဒီ Vardas form တွေ intercept form တွေကိုလည်းသုံးလာတာတွေတွေ့ရမယ်ဘာလို့လဲဆိုတော့တကယ်လို့ teacher တို့ graph ဆွဲပြီဆိုလို့ရှိရင်ကြတော့ Vardas တွေ intercept တွေဒီမှာ graph ကဆွဲလို့ရမှာလေ standard form မှာကြတော့ equation ကိုကြည့်ရတဲ့ teacher တို့ information တွေမရဘူးအဲ့တော့ကြတော့ information တန်းရမယ် Vardas form တွေ intercept form တွေကိုသုံးတာများလာတာဒီဟာတွေရဲ့ပို့ပြီးတော့ကြတော့ဘာတွေမှာအားသာလဲသူ့ရဲ့ pros တွေကပါလဲ cons တွေကပါလဲဆိုတာတော့ teacher နောက်ထပ်သိချင်လို့ရှိရင် video တစ်ခုသက်သက်လုပ်ပြီးတင်ပေးမယ်လောလောဆယ်ကတော့ teacher တို့က quadratic equation ကို solve လုပ်နည်းကိုပဲစဉ်းစားနေတာဆိုတော့ iPad ကိုပဲသွားမယ်အဲ့တော့ teacher ကအခု solve လုပ်မဲ့ထဲမှာဘယ်ပုံကို solve လုပ်မှာလဲဆိုတော့အပေါ်ဆုံးက standard form ဖြစ်တဲ့ကောင်ကိုပဲ solve လုပ်ပြမှာအောက်က intercept form နဲ့ Vardas form ကအခုကြည့်လိုက်ရင်တော့ကလေးတွေဘယ်လို solve လုပ်ရင်ရလဲလို့ကိုယ့်အကိုသိနေလောက်ပြီ
Okay အဲ့တော့ standard form ကို solve လုပ်တာသွားကြည့်အောင်ဒီချက်ကဒီမှာ three basic methods to solve quadratic equation ဆိုပြီးတော့ကျွန်တော်ပြောဖို့လုပ်ထားတယ်အဲ့တော့ပထမတနည်းကတော့အထက်တန်းစင်ကိုရောက်ပြီဆိုရင်ကလေးတွေအကုန်လုံးသိပြီလို့ဒီချက်ယူဆတယ်ကြက်ချေကခွဲတာငငယ်ကနေကသင်ထားတယ် Okay အဲ့တော့ကြက်ချေကခွဲတာကိုဘယ်လိုခေါ်လဲသူတို့စီမှာ factoring လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့ကြက်ချေကခွဲပြီးထွက်လာရင် factoring အရင်ထွက်လာလို့x minus 3တို့ x plus 2တို့ x minus 6တို့အဲ့လိုမျိုး factoring အရင်ထွက်လာတဲ့အတွက်သူ့ကို factoring လို့ခေါ်တယ် factoring မှာ teacher တို့စီမှာအသုံးများတယ်ခုနကပြောတဲ့ကြက်ချေက method အဲ့ဒါ cross method အခုနောက်ပိုင်းလွယ်တယ်ဆိုပြီးလူသိထက်များလာတဲ့ method ဒီမှာရှိတယ် house method ဒီနှစ်နည်းကိုလည်းအခု teacher ဒီထဲမှာထည့်ပြီးတော့ပြောသွားမယ်ဒါပေမဲ့ cross method ဟာကျောင်းသားအများစုသိနေပြီလို့ teacher ယူဆတဲ့အတွက်သိသိသိထိုက်ပြီးတော့သတိထားမယ့်နေရာလေးပဲအဓိကပြောသွားမယ် teacher အရင်ဖြည့်စီတွေ့ကြရှင်းဖို့စိတ်ကူးမရှိဘူး Okay 2 complete the squares and 3 quadratic formula ဒီ၃နည်းလုံးကသိကိုသိထားရမှာအဲ့တော့ဒီကကလေးတွေအများစုကကြက်ချေကကိုပဲအရင်ကျွမ်းနေတယ်အောက်က complete the square နဲ့ quadratic formula လို့ပြောလိုက်လို့ရှင်ဟဲဘာကြီးလဲဘလို့ကြီးလဲဒီလိုကြီးဖြစ်နေကြတယ်မရဘူးတချို့ equation တွေကကြက်ချေကနဲ့ခွဲလို့မရဘူးဒီလိုမရတဲ့ကောင်တွေဆို complete the square ဒါမှမဟုတ်လို့ရှင်ဒီချက်တို့က quadratic formula နဲ့ရှင်းဖို့ရှင်းပေးမှရမှာအဲ့တော့သတိထားပြီးတော့ကြတော့အောက်ကနှစ်နည်းကိုဒီချက်တို့နားထောင်စေခြင်းနဲ့အခုဒီထဲမှာလည်းအဓိကဒီချက်ကဒီအောက်ကနှစ်နည်းကိုပဲပြောပေးပါအပေါ်က factoring ကိုသိပြီးသားလို့ပဲဒီချက်ယူဆတယ်အဲ့တော့ number 1 factoring က cross method လေးကိုဒီချက်ပြန်ကြည့်လိုက်အောင်ဒီချက်အယိုးရှင်းဆုံး example လေးပဲပေးထားတယ်လွယ်လေးအဲ့တော့ကြာဒီမှာကြည့်ရအောင်လည်းရှင်းနေလိမ့်မယ်အဲ့တော့ကြက်ချေကလို့ပြောခဲ့တဲ့ချဲတို့ကြက်ချေကကြီးအရင်ဆွဲမယ်ပြီးရင်ရှေ့က x square ဖြစ်ဖို့ဘာနဲ့ညာနဲ့မြောက်အောင်လဲစဉ်းစားမယ် x ရယ် x ရယ်ခြာရေးထားလိုက်မယ်ပြီးရင်6ရဖို့ဘာနဲ့မြောက်အောင်လဲစဉ်းစားမယ်3ရယ်2ရယ်ချဲတို့ခြာရေးမယ်ပြီးရင်ထပ်စဉ်းစားရမှာအလယ်က -x အဲ့တော့ -x စာရခြင်းရင်ဒီချဲတို့က -3x နဲ့ 2x နဲ့ဖြစ်မှရမယ်အဲ့ဒီအတွက်3ရဲ့ရှေ့မှာ minus လေးထည့်မယ်2ရဲ့ရှေ့မှာ plus လေးထည့်မယ်အဲ့တော့မှဒီချေတို့လိုချင်တဲ့အဖြေကိုရမှာဖြစ်တယ်ရပြီဆိုရင် x minus 3 x plus 2တကွင်းချင်းစီ factoring နဲ့ရေးတယ်အဲအကြောင်း factoring လို့ခေါ်တာသူပြီးတော့မှ x minus 3က0ဆိုရင် x equal to 3 x plus 2က0ဆိုရင် x equal to minus 2 okay ဒီနည်းကတော့သိပြီလားဘာသတိထားရမလဲချင်းပြောချင်တယ်အဲ့တော့သတိထားရမယ့်တစ်ချက်ကအလယ်က -x ရအောင်ပြန်လုပ်ဖို့ကိစ္စတချို့တွေက6ရဖို့ဆိုဒီချက်2နဲ့3ပဲလားမဟုတ်ဘူးလေ1နဲ့6လည်းရှိရပဲဒါပေမဲ့1နဲ့6ဆိုရင်အလယ်က -x ပြန်ရစီအကြောင်းလုံးဝမရှိဘူးအဲအကြောင်းဒီချက်တို့က3နဲ့2ပဲသုံးတာဒါတွေသိရမယ်နောက်လွယ်တယ်ဆိုအမြန်လုပ်ပြီးတော့ပြန်မစစ်တဲ့ကိစ္စပြန်စစ်လိုက်ရင်အနှုတ်6ရလား -x ရလားအဲ့ဒါတွေကိုပြန်မစစ်ဘဲနဲ့တွန်းပြီးတော့ကြတော့ဒီချက်ချေကလေးဆွဲx minus 3 2အဲ့ဒါလေးရေးပြီးတော့အောက်မှာ factor တွေချရေးအဲ့ဒါတွေကအခုလိုလွယ်တဲ့ပုံကိုလို့မှန်နေကိစ္စမရှိဘူးမှားပြီဆိုလို့ရှိရင်အဲ့ဒါတပုံလုံးသွားရောဘာမှမရတော့ဘူးအဲ့တော့ပုံစာလေးကလွယ်လေးလို့ထင်နေပေမဲ့မှားစရာနေရာတွေများတတ်တာမို့လို့ရှမ်းတတ်တဲ့လူတွေဆိုသတိထားပြီးဒီချယ်ကအမြဲတမ်းဘေးမှာအဲ့လိုလေးပြန်ပြီး check စေချင်တယ် check လုပ်တာကအချိန်ဘယ်လောက်မှမကြာဘူးဒါပေမဲ့မလုံးလိုက်လို့ရှိရင်အမှတ်တွေကအကုန်ကုန်သွားမှာအဲ့ဒါကြောင့်အချိန်ကုန်မအောင်မပူဘဲနဲ့ကိုယ့်အမှတ်ရောက်သွားမှာပဲပူကြဖို့ရှိအဓိကပြောချင်တယ် Okay ဒါဆိုရင် cross method တော့အကောင်လုံးရလောက်ပြီလို့ဒီချက်ထင်ပါတယ်ဒီချက်သူနဲ့တူတဲ့ box method လေးသွားခြင်းတယ်အဲ့တော့ဒီမှာလည်းဒီချက် example ကိုတူတူလေးပဲပေးထားတယ် box method မှာဆိုတော့အရင်ဆုံးဒီချက်တို့က box လေးဆွဲရမှာပေါ့ဒီ method ကလွယ်တော့လွယ်ပေမဲ့ဒီကကလေးတွေနဲ့တိတ်မရင်းနေဘူးလို့ဒီချက်ထင်လို့တဆင့်ချင်းလေးတော့ပြန်ပြောပြပေးမယ်ခုနလိုအမြန်မဟုတ်တော့ပဲနဲ့သူလည်းခုနလိုပဲပထမဆုံးနှစ်ထပ်ကိန်းပါတဲ့ကောင်ဒီပထမဆုံး box မှာရေးရတယ်အခုဆို a square ပေါ့ upper left မှာရေးလိုက်မယ် okay နောက်တစ်ခုပြီးရင် lower right side ဒီ box လေးမှာနောက်ဆုံးက constant ကိုရေးရတယ်အခုအနေထားနဲ့ဆို -6 okay ဒါပြီးရင်ဘယ်လိုလုပ်မလဲနှစ်ခုကိုမြှောက်လိုက်ပါမြှောက်လိုက်လို့ရှိရင်ရမှာက -6a square okay အဲ့တော့ -6a square ရအောင်ဘာနဲ့မြှောက်ရမလဲအဲ့ကောင်နှစ်ကောင်ဒီလွတ်နေတဲ့နှစ်ကောင်မှာထည့်မှာဒီချေတို့ကနှစ်ခုမှာအဲ့တော့ -6a square ရအောင်ဆိုတော့ဒီချေတို့ကခုနလိုပဲစဉ်းစားရမယ် 3x နဲ့ 2x နဲ့မြှောက်မယ်ဘာလို့လဲဆိုတော့သူတို့နှစ်ခုကိုပြန်ပြီးတွက်ကြည့်လို့ရှိရင်လေ -x ကရအောင်ပါဦး
အဲ့ဒါကြောင့် 1x နဲ့ 6x ကိုမရွေးဘဲနဲ့ 2x နဲ့ 3x ကိုပဲရွေးလိုက်မယ်သူလိုချင်တာ -8 ဖြစ်တဲ့အတွက် 3x ရဲ့ရှေ့မှာ minus ထည့်မယ်နောက်တစ်ခုမှာ 2x plus ပဲ okay လိုအပ်တဲ့ဟာတွေ box လေးကိုဖြည့်ပြီးပြီဒါဆိုတစ်ခုချင်းစီအတွက်စဉ်းစားမယ်ဒီအပေါ်ဆုံးက box x square ကိုရဖို့အတွက်ဒီချေတို့ကဘာနဲ့မြောက်အောင်လဲဆိုတော့ x နဲ့ x နဲ့ဒါပြီးသားပြီးရင်နောက် box တစ်ခု -3x ရဖို့ x နဲ့ -3 နဲ့ okay 2x ရဖို့တခုတော့ဒီချေတို့သိပြီးသားဒီဟာလေးက x အဲ့တော့ဘေးက 2အဲ့ဒါဆိုသူလဲနှစ်ကွင်းရပြီအပေါ်မှာ x - 3ရဲ့ဘေးက x + 2ရဲ့အဲ့တော့ခုနလိုပဲ x = 3တော့ x = -2လို့ပဲဒီချေတို့ထွက်လာမယ် okay box method လေးကိုရလောက်ပြီလို့ဒီချေထင်တယ်အဲ့ဒါဆိုလို့ရှိရင်ဒီချေတို့အဓိကသွားချင်နေတဲ့ completing the square ကိုသွားရအောင်เนาะအဲ့တော့ completing the square ကလေးတွေကဘာဖြစ်လဲဆိုတော့ကြာတော့သူတို့ကလေစက်ချေကန်နဲ့ခွဲလို့မရတဲ့ပုံစံတွေတွေ့လို့ရှိရင်ဟာမေကွန်ကြီးကမှားနေရလားငါတို့ကတွဲလို့မရဘူးအမှန်တကယ်သူတို့ကိုသိပြီးသားသူတို့ကမေးပြတာတစ်နေ့ပြီးရင်တစ်နေ့အဲ့လိုမဖြစ်စေချင်ဘူးဒီလိုမျိုးအတန်းကြီးရဲ့အထိသိရမယ့်ဟာတွေရှိရဲအဲ့လိုဟာတွေကိုသိစေချင်လို့ဒီချက်အများနဲ့သိရမယ့်ဟာတွေကိုဒီမှာဗီဒီယိုလေးလှုပ်တင်ပေးနေမယ်အားရအားလို့ခု complete the square တို့ quadratic formula တို့ဆိုအဲ့လိုမျိုးသိတဲ့ဟာတွေကတစ်ခုပဲတကယ်လို့စက်ချေကန်ခွဲလို့မရတဲ့ဒီ equation ယူထားခဲ့ဘယ်ဖြစ်မလဲသွားမှာပေါ့ဒီချက်တို့က complete the square ကိုသုံးရင်သုံး quadratic formula ကိုသုံးရင်သုံးဘယ်နည်းနဲ့သုံးတူတူပဲကိုအားတန်တဲ့နည်းကိုသုံးပြီးတော့ဆက်ရှင်းပေးရမယ်အဲ့ဒါမှလိုအပ်တဲ့အဖြေကိုရောက်မယ်ကိုလိုချင်တဲ့အမှတ်တွေအပြည့်ရမယ်အဲ့တော့မိခွန်းမှားတယ်လို့ထင်တာတို့နောက်ခွဲအတင်းမရမကခွဲပြီးတော့ကြာမှားနေသေးတဲ့ဟာကြီးကိုဟုတ်တော့ပါပြီဘာကြီးလည်းမသိဘူးဆိုပြီးတော့ကြာစိတ်ထင်သလိုတွေခေါင်းတွေရှုပ်ပြီးရေးတာတို့အဲ့လိုတွေမလုပ်ဖဲနဲ့တခါလေကြားလို့ရှိရင် complete the square quadratic formula လေးတွေကိုသုံးကြည့်ပါဒီကောင်တွေကကြက်ချီကန်နဲ့ခွဲလို့ရတဲ့ဟာတွေလည်းသုံးလို့ရတယ်ဒါပေမဲ့တွက်ရတာရှည်လို့ဒါလူတွေကကြက်ချီကန်နဲ့ခွဲနေကြတာကလေးတွေကလေအဲ့တော့ကြတော့တခါလေကြက်ချီကန်နဲ့ခွဲလို့မရဘူးဇဝေဇဝါဖြစ်နေလဲဒီနည်းတွေသုံးကြည့်လိုက်ရင်ရတယ်အဖြေထွက်လာမှာပဲเนาะဒါလေးတွေကိုရအောင်လုပ်ထားမှာဖြစ်မယ်ဒီချေကဒါတွေကြတော့အသေးစိတ်ပြောမှာဆိုတော့နှစ်ခုပြထားတယ်ဒီမှာပထမတစ်ပုဒ်ကိုရေးကြည့်အောင် x square minus 4x minus 9 equal to 0ဒီချက်တော့ကြက်ချီကန်နဲ့ခွဲရင်မရဘူးကလေးတွေ try ကြည့်ကြရင်ကိုယ့်အကို try ကြည့်လို့ရတယ်အခုတော့ဒီချက်တို့က complete the square ကိုတောင်းမယ်အဲ့တော့ x square minus 4x equal to 9 completing the square ရဲ့ first step ကအမြဲတမ်း constant ကို right hand side ကိုပို့ဖို့ okay နော် constant ကို right hand side ကိုပို့ဖို့တကယ်လို့ဒါဒီချက်က ax square plus bx plus c ပုံစံဖြစ်ပြီးသားမို့လို့မဖြစ်သေးဘူးဆိုရင်အဲ့ပုံစံရအောင်အရင်ပြောင်းပြီးတော့မှ c ဖြစ်တဲ့ constant ဖြစ်နေတဲ့ကောင်တစ်ဖက်ကိုပို့အဲ့လိုအမြဲလုံးအောင်မှာဒါကတော့ချက်ပြောင်းပြီးသားကိုပြတာအဲ့တော့ x square minus 4x equal to 9ဖြစ်သွားပြီ constant ကိုတစ်ဖက်ပို့လိုက်တော့ပြီးရင် step 2ကလေအမြဲ x ရဲ့မြောက်ဖို့ကိန်း general term မှာပြောမယ်ဆို b လေးသူ့ကို2နဲ့စာ2ထပ်တင်မှတ်မယ်နော်2နဲ့စာ2ထပ်တင်ပြီးလို့ရှိရင်ပေါင်းမယ်အဲ့တော့ okay x square minus 4x သူ့ရဲ့မြောက်ဖို့ကိန်းဆို4ကို2နဲ့စာတော့2ကို2ထပ်တင်ပေါင်းမယ် left hand side မှာပေါင်းရင် right hand side လည်းပေါင်းရမယ်အဲ့ဒါကြောင့်ဒီဘက်မှာလည်း9 plus 2 square အဲ့တော့ဒီဟာလေးကိုကြည့်လိုက်မယ်ကြည့်လိုက်လို့ရှိရင် left hand side လေးကိုကြည့်လိုက်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းနှစ်စဖြစ်နေပြီအဲ့ဒီအတွက်ဒီချေတို့က perfect square လေးရေးလိုက်လို့ရတယ် x minus 2 the whole square ဟိုဘက်က9 plus 4 equal to 13အဲဆိုဒီစနစ်ရမယ်လို့ဒီချေထင်တယ်အဲ့တော့ဒီနေရာမှာဒီချေတစ်ခုဖြတ်ပြောစရာရှိတာက okay ဒီချေတို့ကလွယ်အောင်လို့လောရမယ့် step တွေကိုပြလိုက်ပြီးအရင်ဆုံး constant ကို right hand side ပို့ပြီးလို့ရှိရင်နှစ်နဲ့စာနှစ်ထပ်တင်ပေါင်းပြောလိုက်ပြီဒါပေမဲ့အဲ့ရတိုင်းပဲမှတ်နေလို့တော့မရသေးဘူးတစ်ချက်တော့ထပ်သိထားရမယ်ဘာဖြစ်လို့အဲ့လိုတွေလုပ်နေရလဲဟာဆရာမကလုပ်ခိုင်းလို့လုပ်တာဆိုတာမဟုတ်သေးဘူးလေကိုဘာလုပ်နေလို့လုပ်နေမှန်းကိုသိရမယ်အဲ့တော့ဒီချက်တို့ဘာလုပ်နေရလဲအဖြေကခေါင်းစဉ်မှာရှိပါတယ် completing the square ဖြစ်အောင် square ပုံစံရအောင်လုပ်နေတာပါဒီချက်တို့ကဒီပုံစံတကွင်းလုံးနှစ်ထပ်ပေါ့ perfect square ပုံလေးရကြလို့တမင်သက်ရှေ့ကိန်းနှစ်ထပ်နောက်ကိန်းနှစ်ထပ်ရှေ့နောက်မြောက်ချင်းနှစ်ဆဆိုတဲ့ပုံစံဖြစ်အောင်လုပ်နေတာအဲဒါကြောင့်ပြောင်းပြန်စဉ်းစားလိုက်ရင်သူကရှေ့နောက်မြောက်ချင်းနှစ်ဆမလားဒီချေတို့ကအဲ့တော့နှစ်နဲ့စာလို့ပြောတာအလဲအကောင်အဲဒါကြောင့်နှစ်နဲ့စာနှစ်ထပ်တင်ဆိုတာက complete the square လုပ်နေတာပါလို့သိရမယ်တန်းပြီးတော့ကြတော့ဒီတိုင်းအစိမ်းကြီးပဲမှတ်ထားလိုက် okay အဲဆိုဒီချေတို့ဒီနားလေးကနေပြန်ဆက်မယ်x minus 2 the whole square equal to 13အဲ့တော့
ဒီဘက်ကနှစ်ထပ်ဒီဘက်မှာ equal to 13ဆိုတော့တစ်ချက်တို့ကနှစ်ထပ်ကိုပြောက်ချင်တော့ဘာလုပ်မလဲ square root ရှာမယ်နှစ်ဖက်လုံးကိုအဲ့တော့ left hand side မှာ x minus 2ဟိုဘက်က square root ရှာလိုက်တော့ plus or minus root 13အဲ့မှာဒီချက် plus or minus ကြီးဘာလို့ပါလာလဲဒီချက်ကပြောတယ်ဟာနှစ်ထပ်ကိန်းကို root ရှာလို့ရှိရင် square root ရှာရင်အများနဲ့ plus or minus ထည့်အဲ့ဒါကလေးရထည့်ရောအတန်းကြီးရဲ့အထိထည့်ပြီးတော့မှနောက်ဆုံးကျတော့အတန်းကြီးရဲ့ဆရာမတယောက်ကကောက်ပေးလိုက်တယ်ဟဲ့ဘာလို့ plus or minus ထည့်ရတာလဲ square root ရှာရင်ဘာလို့ plus or minus ထည့်ရတာလဲဆိုငင်းမသိဘူးလေငငယ်ကဆရာမကပြောလို့ no အဲ့လိုအဖြေမဟုတ်ဘူးကိုသိရမယ်အဲ့တော့ဒီချက်ကအခုပြောပြမှာတခါလေအဲ့တော့ဘာလို့ထည့်ရလဲဆိုလို့ရှိရင်ကောက်ပြီးတော့စဉ်းစားကြည့်ဒီချက်တို့က2ကိုရိုးရိုးကိန်းကနန်းလေးတစ်ခုစဉ်းစားမယ်နော်2ကိုဒီချက်တို့နှစ်ထပ်တင်မယ်2ကိုနှစ်ထပ်တင်လဲ4 minus 2ကိုနှစ်ထပ်တင်လဲ4အဲ့တော့ကြတော့ plus ကိုပဲနှစ်ထပ်တင်minus ကိုပဲနှစ်ထပ်တင်plus positive ပဲပြန်ရနေရဖြစ်တဲ့အတွက်ဒီချက်တို့ကအဖြေရှာတော့ဘယ်ကောင်မှမသိနိုင်ဘူးဒီချက်တို့အဲ့ဆို4ကဘာကောင်ဘယ်ကောင်နှစ်ထပ်တင်ထားရလဲလို့ပြောလို့ရှိရင်ဒီချက်တို့မသိတော့ဘူး2လား minus 2လားလို့အဲ့ဒီအတွက် square root ရှာတိုင်း plus or minus ထည့်ရတာအဲ့ဆို2ပဲလားဘယ်ဟုတ်မလဲဒီချက်တို့ကစုံကိန်းတင်လို့ရှိရင်အများနဲ့2 power 4ပဲဖြစ်ဖြစ်2 power 6ပဲဖြစ်ဖြစ်အပေါ်ကထန်ညုံက even number ဖြစ်နေလို့ရှိရင်အများနဲ့ plus or minus ထည့်ပေးနေရမှာပဲအဲ့ဒါဆိုမာကိန်းကြတော့ odd number ကြီးကြတော့ဒီချက်တို့ကတင်လိုက်ရင်သိရလေ2ကို3တက်တင်8 minus 2ကို3တက်တင်လို့ရှိရင်ကြတော့ minus 8အဲ့တော့じゃ तू ကကိုယ်ပြသိရဒီချက်တို့ကအများနဲ့အပေါင်းထွက်နေရမဟုတ်တဲ့အတွက်အဖြေပြန်ရှာထည့်ပေးစရာမလိုဘူးဒါလေးတစ်ချက်လည်းဆရာထည့်ပြောပေးခြင်းတယ် okay ဒါဆိုလို့ရှိရင်ဒီချက်တို့ဒီနားက plus or minus ထည့်တာလေးကိုသိသွားပြီဒါဆိုနောက်ဆုံးတစ်ဆင့်ပဲကျန်တော့တယ် x ကိုလိုချင်လို့ရှိရင် minus 2ကိုဟိုဘက်ပို့တော့2 plus or minus root 13အဲ့တော့နှစ်ကွင်းခွဲခြင်းရင် x equal to 2 plus root 13 or x equal to 2 minus root 13 okay တပုတ်ရပြီဆိုရင်ဒီချက်တို့ဒုတိယတစ်ပုတ်ဆက်သွားရအောင်ဒုတိယတစ်ပုတ်က 4x square minus 8x minus 3 equal to 0အဲ့တော့ဟာဒီချက်ဒီမှာဘာကြီးပါနေလဲ4ကြီးပါနေတယ်အဲ့တော့ complete the square မှာတစ်ခုမှမှာကဒီချက်တို့က x ရဲ့ရှေ့ကမြောက်ပုံကိန်းကအမြဲတမ်း1ဖြစ်မှသူကဆက်တွက်လို့ရတာဒီချက်တို့ဆက်ပြီးလုံးလို့ရတာလုံးမဟုတ်လို့ရှိရင်အောက်မှာ complete the square လောက်ရတာခက်နေလိမ့်မယ် perfect square ဖြစ်သွားအောင်လုပ်ရခက်လိမ့်မယ်အဲ့ဒီအတွက်အရင်ဆုံးတစ်ချောင်းလုံးကိုဘာနဲ့စားပြလိုက်လဲဆိုတော့4နဲ့ကောက်စားပြလိုက်တယ်အဲ့ဒါကြောင့် x square minus 2x minus 3/4 equal to 0အဲ့ဒါပြီးရင်တော့အရင်တိုင်းလုပ်လို့ရပြီဘာလုပ်လိုက်မလဲပထမဆက် step 1 constant ကိုဟိုဘက်ပို့အဲ့တော့ x square minus 2x plus 1 2x equal to 3/4ပြီးလို့ရှိရင် step 2က x ရဲ့မြောက်ပေါ်ကိန်းကို2နဲ့စား2ထပ်တင်ဆိုတော့ကျတော့2နဲ့စားတော့1 2ထပ်တင်တော့လေ1ပဲအဲ့တော့ဒီချက်ဒီမှာ1ပဲတန်းရေးလိုက်ပြီး x square minus 2x plus 1 equal to 3/4 plus 1အဲ့တော့ 3/4 နဲ့1နဲ့ပေါင်းတော့ 7/4ဒီဘက်က x minus 1 the whole square ခုနလိုပဲ root ရှာမယ် plus or minus root 7/4အဲ့တော့ 7/4ဆိုတော့4ဆိုတာက square root ရှာလို့ရတယ်လေ2ပဲအဲ့ဒါကြောင့် x equal to 1 plus or minus root 7 အပေါ်ကတော့အောက်က root မပါတော့ဘူး2ဒါလည်းအဲ့လိုပဲနှစ်ကွင်းခွဲရင်1 plus root 7/2 or 1 minus root 7/2အဲ့လောက်ဆိုရင် complete the square ကိုရမယ်လို့တစ်ချက်ထင်တယ်နောက်မှတစ်ချက်ထွက်ဖို့ exercise လေးတွေထည့်ပေးထားမယ်เนาะလောလောဆယ်တော့ quadratic formula ကိုသွားရအောင် okay quadratic formula အဲ့တော့ quadratic formula နဲ့တွက်ဖို့ဆိုသေချာပေါက်ဒီ formula ကြီးကိုအရင်ကျက်ရမှာပါအဲ့တော့ x equal to minus b plus or minus square root of b square minus 4ac by 2a ဒါကိုရမှဆက်တွက်လို့ရမယ်အဲ့တော့ b တွေ c တွေ a တွေဘာလဲရှေ့ဆုံးက standard form မှာရေးထားတဲ့ a တို့ b တို့ c တို့နဲ့တူတူပဲအဲ့တော့ a ဆိုတာက x square ရဲ့မြောက်ပုံကိန်း b ဆိုတာက x ရဲ့မြောက်ပုံကိန်း c ဆိုတာက constant okay အဲ့ဆိုချေလို့ကြည့်အောင်စပြီးတော့ x square minus 4x minus 9ခုနကဟာနဲ့ဒီချက်တူတူပဲပေးထားတယ်အဖြေတူတူထွက်တာအများလုံးနဲ့မြင်အောင်လို့အဲ့တော့ဒီမှာဆို x square မြောက်ပုံကိန်းဆိုတော့ a က1 x ရဲ့မြောက်ပုံကိန်းဆိုတော့ b က minus 4 c က minus 9 okay အဲ့မှာကလေးဘာမှတတ်လဲတချို့တွေကလေဆရာမတွေက x square ရဲ့ရှေ့ကမြောက်ပုံကိန်းက a လို့ဒီချာမပြောခဲ့တော့သူတို့ကရှေ့ဆုံးမှာရှိရ a ထင်နေရအဲ့ဒါ minus 4x plus x square လို့များလှည့်ရေးလိုက်လို့ရှိရင် minus 4 ကို a မှာသွားထားတော့တာပဲအဲ့ဒါတွေအရန်သတိထားဖို့လိုတယ်
အဲ့လိုမျိုးရှေ့ဆုံးမှာရှိတာက a ဒုတိယနေရာက b မဟုတ်ဘူး x square ရဲ့မြောက်ဖော်ကိန်းက a x ရဲ့မြောက်ဖော်ကိန်းက b အဲ့ဒါသတိထားမယ်အခုအဲ့တော့ဒီ -4 က b နောက်ဒီမှာ -9 ရ c သူကတော့လွယ်တယ်ဘာမှလုပ်စရာမလိုအကုန်လုံးအစားကောက်သွင်းလိုက်အောင်ပဲ -b ဆိုတော့ minus in ပြီးတော့ b ကလည်း -4 ဆိုတော့ minus နဲ့ minus နဲ့တွေ့တော့ plus 4 plus or minus square root of -4 နှစ်ထပ်ဆိုတော့16 minus 4 into a က1 c က -9 အောက်ကလည်း2 into a ဆိုတော့1ပဲအဲ့ဒါကို section ပဲ4 plus or minus square root of 16ဒီနောက်က minus နဲ့ minus နဲ့မြောက်တော့ plus 4ရဲ့1ရဲ့9ရဲ့မြောက်တာက36အဲ့တော့4 plus or minus root 52 by 2ဒီတိုင်းပဲအောက်ကတွေဘာမှမပြောင်းသေးဘူးအဲ့တော့52ကိုဒီချေတော့ခွဲမယ်အဲ့တော့ဒီချေတော့ဘယ်လိုခွဲမလဲဒီချေတော့ဘယ်လိုခွဲမလဲဆိုတော့square root ရှာလို့ရတဲ့ကောင်နဲ့ခွဲမှာပေါ့သူ့ကို4တို့ဒါမှမဟုတ်လို့ရှိရင်9တို့16တို့ဒီလိုကောင်နေနဲ့ခွဲမှာပဲဒီချေတော့က root ရဲ့အပြင် square root ရှာပြီးထုတ်လိုက်လို့ရမှာအဲ့ဒါကြောင့်သူ့ကိုခွဲလို့ရှိရင်အမြဲတမ်း4နဲ့ခွဲလို့ရရင်ခွဲမယ်16နဲ့ခွဲလို့ရရင်ခွဲမယ်9နဲ့ခွဲလို့ရရင်ခွဲမယ်လောလောဆယ်သူကတော့4လီနဲ့ပဲရတာမလို့4 into 13အဲ့တော့4ရဲ့ square root ရှာလိုက်တော့2 4 plus or minus 2 root 13 by 2ဒီအောက်ကနှစ်လေးကိုပြောက်ချင်တော့တစ်ခုချင်းကိုဝင်စားတယ်အဲ့တော့ရှေ့က2နောက်က root 13ပဲကျန်တယ်2 plus or minus root 13 okay အဲ့ဆိုဒီဘက်ရပြီဆိုရင်ဟိုဘက်လည်းကြည့်မယ် quadratic formula မှာကျတော့ရှေ့မှာ x square ရှေ့မှာဘယ်လောက်ရှိရှိကိစ္စမရှိဘူး1ဖြစ်စရာမလိုဘူးအဲ့ဒီအတွက်ဒီချိန်ကတန်းပြီးတော့ a က4 b က -8 c က -3 တိုင်းလိုက်လို့ရတယ်အစားသွင်းမယ်ခုနကအတိုင်းပဲတွက်လိုက်လို့ရှိရင်အဖြေထွက်လာလိမ့်မယ်ဒီချိန်ဒီမှာတစ်စိမ့်ချင်းမပြောတော့ဘူးဒီလောက်ဆိုရင်တောက်တူလို့ရပြီလို့ချိန်လို့စားတယ်တစ်ချက်တစ်ခါလေးကြည့်ကြည့်မယ်အနှုံနဲ့ဆိုအပေါင်းဖြစ်တာဒါလေးတွေတူထားမယ်နောက်ဒီ -b ဖြစ်လို့ရှိရင်အနှုံဆိုရင်အပေါင်းဖြစ်သွားတာဒီနားလေးတွေမှားတတ်တယ်ဒါလေးတွေတူထားမယ်ကျန်တဲ့ဟာတွေကအပေါင်းနှုတ်တွေအမြောက်စားတွေဒီတိုင်းတွေကြီးပဲเนาะအဲ့တော့ကြတော့ဒီချိန်ဒီနားလောက်ထိကိုကြော်သွားလိုက်တော့မယ်112ထွက်သွားပြီပေါ့112ကိုဘယ်လိုခွဲမလဲခုနကလိုပဲသမီးတို့4တို့16တို့9တို့နဲ့ရတဲ့ကောင်တွေနဲ့ပဲခွဲမယ်25တို့အခုလောလောဆယ်ဆို16နဲ့ရတော့16 into 7အဲ့တော့16ကအပြင်ထွက်တော့4 root 7အဲ့တော့8နဲ့စာ1 plus or minus 4တက်လေး4နဲ့8ဆိုနှစ်ကအောက်မှာကျန်ခဲ့သေးတယ် root 7 by 2 okay အဲ့ဆိုရင် quadratic formula လည်းရမယ်လို့ဒီချိန်ယူဆတယ်အဲ့တော့နောက်မှာဒီချိန် exercise တွေပေးထားတယ်ဒီမှာဟိုးပေါ့တွက်ကြည့်ပဲဒီချိန်တော့ cross နဲ့လုပ်လို့ရရင်ချက်ချေကခွဲမယ်မရလို့ရှိရင်ကိုနှစ်ခုသုံးမယ်တကယ်လို့ကိုကနောက်ကနှစ်ခု combination square နဲ့ quadratic formula ကိုပဲကျင့်ကြရင် square နဲ့ cross နဲ့မလုပ်ဘဲနဲ့တန်းပြီးတော့အဲ့ဒီနှစ်နည်းကိုသုံးကြည့်လဲရတယ်ဘယ်နည်းနဲ့ပဲလုပ်အဖြေမှန်ထွက်အောင်လုပ်လိုက်ဖို့ကအဓိကပဲအဲ့တော့ဒီမှာဆိုရင်ဒီချက်က a² + bh + c မဟုတ်တဲ့ပုံလေးပေးထားတယ်ကိုကကိုအဲ့ပုံစံရအောင်ပြင်ပြီးတော့ကြားတော့မှပြန်တော့ကြည့်ကြမယ်